ကဲအားလုံးမင်္ဂလာပါဗျအားလုံးကိုကျွန်တော်ကုညီတောင်းနေရှိပါတယ်ကုညီလေးမတောင်းခင်ကျွန်တော်တို့မိတ်ဆက်ပေးပါမယ်เนาะဗီဒီယိုလေးလည်းဆုံးအောင်ကြည့်ပြီးဖို့ကျွန်တော်ဘက်ကတောင်းဆိုပါတယ်ကျွန်တော်တို့သားမီး2ယောက်နာမည်တွေကတော့ကျွန်တော်ကတော့မမောင်ထွေးပါကျွန်တော်မေတော်ရှုပါเนาะကျွန်တော်တို့ကဒီတောသူတောင်သားတွေပေါ့ဗျာကျွန်တော်တို့ကဒီနေတာတောင်မှကျွန်တော်တို့တောထဲမှာပဲနေတာပါဟိုရွာထဲတောင်မနေရပါဘူးပြီးမှလည်းတိုက်ပွဲတွေဖြစ်နေတာဆိုတော့ကျွန်တော်တို့လည်းစီးပွားရေးတိတ်မကောင်းတော့အဲ့ကျတော့ကျွန်တော်လည်းဟိုစင်ပြေမလားဆိုပြီးတော့ကျွန်တော်ယူလေးထောင်လိုက်ပါတယ်เนาะကျွန်တော်ကျူလေးကိုလည်းအားပေးပြီးတော့ကြည့်ပေးကြပါအောင်ပြီးကြတော့ကျွန်တော်ကျူညီတောင်းမယ်ဆိုတာတခြားမဟုတ်ပါဘူးเนาะကျွန်တော်ကို subscribe လေးလုပ်ပေးကြပါအောင်လို့တောင်းဆိုပါတယ်ကျွန်တော်ဒါပထမဦးဆုံးပုတ်ပါเนาะနောက်ကြလို့ရှိရင်ကျွန်တော်တို့သားမီး2ယောက်တကားလေးပြောပြီးတော့ကျွန်တော်တို့တင်ဆက်ပေးပါမယ်မိတ်ဆွေတို့ကူညီနိုင်ပါတယ်เนาะအဲ့လောက်လေးကတော့ဘာမှတော့ခက်ခဲမဟုတ်ပါဘူးကျွန်တော်တို့ကိုချစ်ပေးပါကျွန်တော်တို့ကို subscribe လုပ်ပေးပါเนาะကျွန်တော်တို့ကိုစောင့်အထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကိုကျွန်တော်ကူညီတောင်းတာတခြားအကြောင်းအရာတွေတော့မပါပါဘူးเนาะဒါလေးပါပဲကျွန်တော်တို့ကခုသားမီး2ယောက်ဗျာနေရထိုင်ရတော့ဟိုကျွန်တော်ကပြင်ထွက်ပြီးတော့လှုပ်လူတော့ရတယ်ဒါပေမဲ့ကျွန်တော်မေကိုမထားခဲ့နိုင်ဘူးကျွန်တော်နိုင်ငံခြားထွက်ပြီးတော့လှုပ်မယ်ဆိုရင်တော့ရတယ်ဒါပေမဲ့အဲ့လိုကြီးလည်းမလှုပ်ချင်ဘူးဗျကျွန်တော်မေတယောက်တည်းကျွန်တော်မေကတက်က84နှစ်ရှိသွားပြီ84နှစ်ဆိုတော့ကျွန်တော်တယောက်တည်းလည်းမထားခဲ့နိုင်ဘူးအားကြောင့်ကျွန်တော်ပါမေနဲ့တူနေတယ်ဟိုဒီတော့မေကိုဆောင်းရှော့ရတယ်မေကိုလူလေးမရှိအောင်ထားရတယ်ပေါ့ဗျာအဲ့လိုမျိုးပါကျွန်တော်ဘာပြောဗျာကျွန်တော်ခက်ခဲတွေကတော့အများကြီးပါဟိုအဲ့အတွက်ကျွန်တော်ကိုကျွန်တော်မေကိုချစ်ပေးကြပါဦးเนาะကျွန်တော်တို့နောက်ကြရင်လည်းဗီဒီယိုလေးတွေနဲ့စကားပြောရင်တင်ဆက်ပေးပါမယ်ခင်ဗျကဲအားလုံးကိုကျေးဇူးတင်ပါတယ်เนาะကျွန်တော်ရဲ့ဒါပထမဆုံးဗီဒီယိုလေးပါ subscribe လေးလုပ်ပေးကြပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်တယောက်ချင်းစီကို